ရှမ်းပြည်ရရှင်ပြုတ်လူပွဲတွေမှာဝက်သားကိုအဓိကကျွေးကြပါတယ်ဗျဝက်သားကြော်ဝက်ရိုးဟင်းရီဝက်မြစ်ချင်းအမျိုးမျိုးပါပဲကျွန်တော်နဲ့အတူတူနမ်းပါရွာလေးရဲ့ရှင်ပြုတ်အလူကိုတူသွားကြည့်ရအောင်ကျွန်တော်ခုရောက်နေတာကတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နမ်းပါရွာကိုရောက်နေတာပါဒီရွာမှာရှင်ပြုတ်ပွဲရှိပါတယ်ရှင်လောင်းအပါလဲများတယ်ဗျ။နှွေရောက်ပြီဆိုတော့မနက်ခင်းကတော့အေးနေသေးပြီမဲ့နေခင်းကတော့တော်တော်လေးကိုပူတယ်ဗျ။သမင်းကိုတော့ရေနွေးနဲ့ပေါင်ပြီးချက်တာပါဒါတော့ဟင်းချက်တဲ့နေရာပါဒါတော့မြစ်ချင်ဟင်းရီကိုချက်နေရပါအလူပွဲတော်တော်များများမှာဝတ်သားပဲအဓိကကျွေးပါတယ်ကျွန်တော်အတွက်ကတော့ပွဲဟင်းတွေယူနေပါပြီဒီဗီဒီယိုကိုကြည့်နေတဲ့အဝေးကပရိသတ်တွေကိုတော့ပွဲဟင်းကိုစားဖူးစေချင်တယ်ဗျဒါကတော့ရှန်လောင်းလှည့်နေတဲ့မြင်ကွင်းလေးပါနောက်ကတောင်တန်းနဲ့အရန်ကိုလာတယ်ဗျာနေဝင်သွားပြီဆိုတော့ညဖက်ရှန်လောင်းပျော်တဲ့အစီအစဉ်လည်းရှိပါသေးတယ်မန်ဒက်အိမ်တွေအိမ်ပြီးအိမ်လိတ်ကကြပါတယ်ဒီမန်ဒက်မှာတော့တူဘူးကြော်ပူပူလေးကျွေးပါတယ်1 như này
ချိုပွဲတွေလည်းစုံတယ်ဗျစပစ်တီးပါမယ်ထိုးမုံလည်းပါတယ်လက်ဖက်နဲ့ပဲချမ်းအစုံပဲဗျ ဒါကတော့ရှင်လောင်းလှည့်နေပါပြီဘုန်းကြီးကျောင်းကိုသွားပြီးကိုရင်ဝတ်ပါတော့မယ်
ကျွန်တော်ဗီဒီယိုတွေကိုအမြဲစောင့်ကြည့်ပေးတဲ့တူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်